ဒါက Ariana Grande ရဲ့ Cynthia ရဲ့ Michelle ရဲ့သူတို့ဒီ Wicked ဆိုတဲ့ရုပ်ရှင်ဇာတ်ကောင်မရိုက်ခင်တော့ကပုံစံနဲ့ဒီဘက်ကရိုက်ပြီးတဲ့နောက်မှာအယိုးပေါ်အရေးတင်ဖြစ်သွားတဲ့ပုံစံတွေဖြစ်တယ်။လူတွေကပြောနေကြတဲ့ The Wicked ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကကျိန်စာမိနေပြီထင်တယ်။ဘာလို့လဲဆိုတော့ဒီဇာတ်ကားကိုရိုက်ပြီးတဲ့နောက်မှာဒီဇာတ်ကားကိုရိုက်တဲ့တရုပ်ဆောင်၃ယောက်စလုံးကလုံးဝလူယုံမပေါက်တော့ဘဲနဲ့ဇွန်ဘီတွေပုံစံမျိုးဖြစ်သွားတယ်။ Ariana Grande နဲ့ Cynthia ဆိုရင်ပိုဆိုးတယ်။လမ်းလျှောက်တဲ့အချိန်မှာတောင်မှတခြားတယောက်ရဲ့အကူအညီကိုယူပြီးရှောက်ရတယ်လို့မျိုးရှောက်ပြီးတော့မှကလေးလေးရှောက်တယ်လို့မျိုး small step လေးနဲ့ပဲသူတို့ရှောက်နိုင်ကြတော့တယ်။အားမရှိရဲ့ပုံစံမျိုးAriana Grande တို့ Cynthia တို့ဆိုတာစင်ပေါ်မှာ high heel အမြင့်ကြီးတွေဝစ်ပြီးတော့မှကခဲ့တချင်းဆိုခဲ့တဲ့လူတွေဖြစ်ပြီးတော့မှကြမ်းကြမ်းမာတန်ဆွမ်းဆွမ်းနေဖြစ်တယ်ဒါပေမဲ့ဘာလို့ဒီဇက်ကရိုက်ပြီးရဲ့ချိန်ကြမှာအယိုးပေါ်အရေးတင်ဖြစ်သွားကြတာလဲပေါ့နော် Ariana Grande တို့ကိုတဲ့တရက်ကိုကြက်ဥပြုတ်၃လုံးပဲကျွေးတယ်လို့ပြောတယ်ကိစ္စကမှန်လားမမှန်လားဆိုတာလဲ confirm တော့မလုပ်ရသေးဘူးဒါပေမဲ့ဒါတွေကလူပြောများနေတဲ့ကောလာဟာလာတွေပြီးတော့ interview တစ်ခုမှဆိုရင်လဲ Ariana Grande ကစကားရိုက်နေရင်နဲ့သူ့ရဲ့ဆိုးကဒုက္ခနာကိုယ်ကနေထွက်သွားတယ်ဆိုပြီးတော့သူပြောခဲ့တယ်နောက်ထပ်ထူးဆန်းတာတစ်ခုက Ariana Grande က What's your favorite meal လို့ပြောတဲ့ချိန်မှာနင်းရဲ့အကြိုက်ဆုံးဟင်းလျာဘာလဲလို့မေးတဲ့ချိန်မှာ Ariana Grande ကချက်ချင်းမဖြေဘဲနဲ့ငိုခဲ့တယ်ဒါကတာမန်လူအတွက်ကြည့်ဖို့အရန်ကိုဝမ်းနေစရာကောင်းတယ်ပြောချင်တာကသူတို့ကဘိုက်စာနေရဲ့တာနဲ့တောင်မှမစားရလို့ငိုခဲ့တဲ့ပုံစံမျိုးဒါကြောင့်မို့လို့လူတွေကပြောနေကြတယ်ဒီရုပ်ရှင်ဇာတ်ကရိုက်တဲ့စက်တင်ထဲမှာဘာတွေဖြစ်ပျက်သွားတာလဲ Ariana Grande ကဘာလို့မှုမမှန်တော့ရလဲ Ariana Grande ရဲ့ပုံစံကြည့်ရတာကစိတ်နဲ့ကိုယ်နဲ့မကတ်တယ်လို့မျိုး9နှစ်6နှစ်အရွယ်ကလေးလေးလိုမျိုးဖြစ်နေတယ်ဆိုပြီးမှလူတွေကပြောနေကြတယ်ဒါအပြင်ကမှ Ariana Grande နဲ့ Cynthia တို့ကပွဲတွေတက်တဲ့အချိန်မှာဆိုရင်တယောက်နဲ့တယောက်ကပြုမှုဆက်ဆံပြောဆိုနေထိုင်ပုံတွေကမုံမမှန်ဘူးသူတို့ကဘာလို့တယောက်နဲ့တယောက်အရန်ထိနေကြလဲအရန်ကင်နေကြလဲအရန်ကာကွယ်ပေးနေကြတာလဲသူတို့နှစ်ယောက်ကတွဲနေကြလားဆိုပြီးတော့တောင်မှကောလာဟာလာတွေထွက်တဲ့အထိဖြစ်ခဲ့တယ် The Wicked ဇာတ်ကားလိုမျိုးပဲဆင်တူတဲ့အချိန်မှာစုံမဇာတ်ကားတက်က The Wizard of Oz ဆိုတဲ့ကားကကျိန်စာမိခဲ့တယ်ဘာလို့လဲဆိုတော့ဒီဇက်ကားကိုရိုက်တဲ့ဇက်ကောင်တွေအကုန်လုံးကကန်ဆိုးမိုးမောင်ကြမှုတွေဖြစ်ပြီးတော့မှဇက်ဆောင်မင်းသမီးကဆိုရင်အဲ့ဒီဇက်ကားရိုက်တုန်းကရတဲ့စိတ်ဒဏ်ရာနဲ့ပဲတေသွားခဲ့တယ်အဲ့ဒီဇက်ကားမှာတရုပ်ဆောင်နဲ့အစိမ်းရောင်အသားအရင်နဲ့ဆုံးမဆိုရင်လည်းမီးတွေကိုလုံးဝလောင်ကျွမ်းခဲ့တဲ့ဒီဆက်တင်ထဲမှာပဲနောက်ထပ်မတော်တဆမှုတွေအနေနဲ့ဒီဇက်ကားထဲမှာပါဝင်တဲ့တခြားတရုပ်ဆောင်ဒီ Thin Man တို့ဆိုရင်လည်းမျက်လုံး infection ဝင်တာတွေအစိတ်အတောက်ပိုင်းစင်းဖြစ်တာတွေမတော်တဆဒဏ်ရာကြီးကြီးမားရတာတွေအကုန်လုံးဖြစ်ခဲ့ကြတယ်အဲ့ဒီကလေးက The Wizard of Oz ဆိုတဲ့ဇက်ကားကိုကျိန်စာမိနေတဲ့ဇက်ကားဆိုပြီးလူတွေကပြောနေကြတာဒါပေမဲ့အခုချိန်မှာကောဒီ The Wicked ဆိုတဲ့ရုပ်ရှင်ကဒီဆုံးမကားကောကျိန်စာမိနေပြီလား TikTok ကတချို့ influencer တွေဆိုရင်ဒီရုပ်ရှင်ဇက်ကားကကျိန်စာမိနေတာဒါကြောင့်မို့လို့တင်းတို့ကလေးတွေကိုဒီရုပ်ရှင်ကားကြည့်ဖို့မခေါ်သွားပါနဲ့ဘာလို့လဲဆိုတော့ဒီရုပ်ရှင်ကားကဆုံးမတယောက်ကိုမြင်ညံပြီးရိုက်တာဖြစ်တဲ့အတွက်တရုပ်ဆောင်တွေကတောင်မှဒီဆုံးမပုံစံအတိုင်းတရုပ်ဆောင်ရတယ် embody လုပ်ရတယ်ရည်ရွတ်ရတယ်ပြောဆိုရတယ်ပြုမှုရတယ်အဲ့ဒီအချိန်မှာဆုံးမရဲ့ကျိန်စာတွေကသူတို့တရုပ်ဆောင်တွေရှိဦးတောင်မှရောက်သွားတာမျိုးဖြစ်နိုင်တယ်ဆိုပြီးတော့တောင်မှကောလာဟာလာတွေကပြတ်နေခဲ့တာတင်ရော The Wicked ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုကြည့်ပြီးသွားပြီလားဒီကိစ္စနဲ့ပတ်သက်ပြီးတင်းရဲ့ထင်မြင်ချက်လေးကို comment မှာတစ်ချက်ရေးခဲ့ပါအောင်ကတနာအခုလက်မှာကင်ထားတာလေးကတော့ mini iPhone လေးဖြစ်ပါတယ်သူကတကယ်ဖုန်းပြောလို့ရတယ်ကင်မရာသုံးလို့ရတယ် YouTube တုံးလို့ရပါတယ်ဒီဖုန်းလေးက3000မဟုတ်ပါဘူး3သိန်းနီးပါးပေးရပါတယ်ကက်တရီနာရှင်မှာမာယူလို့ရပါပြီ